Ok, halo be, Meglaba, Uslapa ko, ade, iya, pasipo, pai to no, di ko ka, bari, propia pido meleswe, paya kane pate pido, propia pido ma pate, paya kane ma bari shile, kilo kilo formle, suya kuro, saro, era dali ko, tiya ma no, karama utwa nene no, paya kane ma suro, yu paro sila no. ကျုပ်ပွားတော်ကိုကျွန်တော်တို့ကဖေလို့ကဆာဖယားလဲကဆာပဲခေါ်တယ်ကျုပ်ပွားတော်လဲကဆာပဲခေါ်တယ်ကဆာဖယားကိုဖေလို့ဆိုရင်ကဆာဘာကျုပ်ပွားတော်ပေါ့နော်ကျုပ်ပွားတော်ဖေလို့ခေါ်မယ်ဆိုရင်ကဆာလို့ခေါ်ပါတယ်ဥပမာစကားပြောအနေနဲ့တစ်ခုခေါ်မယ်ဆိုရင်ဖယားကိုရေသက်ပဲပြီးပြီလားဖယားကိုရေသက်ပဲပြီးပြီလားကိုဖေလို့ခေါ်မယ်ဆိုရင်နလူကဆာထီဝီလူယာနလူကဆာထီဝီလူယာရေဆိုတာကတော့ထီပေါ့နော်ရေသက်ပဲဆိုတော့လူပေါ့အဲ့လိုမျိုးဖယားကိုရေသက်ပဲပြီးပြီလားမရုပ်ပွားတော့ကိုရေသက်ပဲပြီးပြီလားပေါ့ကွာနော်အဲ့လိုပေါ့နော်ဖေလို့ခေါ်မယ်ဆိုရင်နလူကဆာထီဝီလူယာဒီတစ်ခုကတော့ပါအိုပေါ့နော်ပါအိုကိုဖေလို့ခေါ်မယ်ဆိုရင်ဖော်ဒူပေါ့နော်ဒါမဲ့ဘုရားစေအတွက်သုံးမယ်ဆိုရင်ကရင်လိုကနာရီအိုးလို့ခေါ်ပါတယ်ကျွန်တော်တို့ဘယ်ပေါ့နော်ကျွန်တော်တို့ဘယ်မို့ကြီးဆိုရင်နာရီအိုးလို့ခေါ်ပါတယ်ဒါမဲ့ပုံမှန်တက်ဆိုတော့ဖော်ဒူလို့ခေါ်ပါတယ်ဥပမာစကားပြောတစ်ခုအနေနဲ့ဆိုရင်ပါအိုးကိုဥပမာစကားပြောနဲ့ခေါ်မယ်ဆိုရင်ပါအိုးစေထားတာယူလာခဲ့လို့ပြောမယ်ဆိုရင်ကရင်လိုဘယ်လိုပြောမလဲဆိုရင်ဖော်ဒူလို့တေဝါခအာတာနဲ့ဟဲ့ကျော်လက်ဤဖော်ဒူလို့တေဝါခအာတာနဲ့ဟဲ့ကျော်လက်ဤတေဝါခဆိုတာကတော့စေထားတာပေါ့နော်တေဝါခစေထားတာအဲ့လိုပေါ့နော်ယူလာခဲ့ဟဲ့ကျော်လက်ဤဖော်ဒူလို့တေဝါခအာတာနဲ့ဟဲ့ကျော်လက်ဤဒါကတော့ဖျောင်းတယ်ပေါ့နော်ဖျားတယ်ကန်တယ်ကျတော့ဖေလို့ခေါ်မယ်ဆိုပနေဖျောင်းတယ်ကိုပနေလို့ခေါ်ပါတယ်ဥပမာစကားတစ်ခုကြောက်တော့ဖျောင်းတယ်ကိုထိုးဖို့မမေ့နဲ့ဖျောင်းတယ်ကိုထိုးဖို့မမေ့နဲ့ဖေလို့ပြောမယ်ဆိုရင်တာပီနော်တွေ့ပနေတည်းတာပီနော်တွေ့ပနေတည်းဒီမှာရတွေ့ပေါ့နော်ဒါမျိုးအတာထွက်တဲ့ဆိုတွေ့တာပီနော်တွေ့ပနေတည်းဒီတစ်ခုမှာကတော့ကျွန်တော်ဖျောင်းတယ်ခိုးပေါ့နော်ဖျောင်းခိုးပေါ့ဖျောင်းတယ်ကိုကရင်လိုဘယ်လိုခေါ်မလဲဆိုရင်တာကျော်ပနေလောတာကျော်ပနေလောအဲ့လိုခေါ်ပါတယ်တာကျော်ပနေလို့ပဲအဲ့လိုပဲလဲရတာပေါ့နော်ဒီမှာကတော့ဥပမာစကားအနေနဲ့ဖျောင်းတဲ့ကိုဖျောင်းခိုးမှာထိုးပါဖျောင်းတဲ့ကိုဖျောင်းခိုးမှာထိုးပါအဲ့လိုမျိုးကရင်လိုဘယ်လိုပြောမလဲဆိုရင်ကျော်လော်လတာကျော်ပနေအလော်နေကျော်လော်လတာကျော်ပနေအလော်နေဒီမှာကျတော့ထိုးကိုကြောလို့ခေါ်တယ်ခုနမင်းကြီးတာထိုးတာကျတော့တွဲလို့ခေါ်ပါတယ်နော်အဲ့လိုကြွားပါတယ်တော်ရေခွက်တော်ရေခွက်ကိုကျွန်တော်တို့ဒီလိုခေါ်မှလဲကစားထီခွကစားထီခွတော်ရေခွက်ကရေလိုကစားထီခွစကားပြောနေနဲ့ကြတော့တော်ရေခွက်ယူလာခဲ့ပါအဲ့လိုမျိုးတောင်းဆိုမှဆိုရင်တော်ရေခွက်ယူလာခဲ့ပါကရေလိုဘယ်လိုပြောမလဲဟဲကျော်ကစားထီခွယူလာဆိုတော့ဟဲကျော်ကစားထီခွကြတော်ရေခွက်ပေါ့နော်တော်ရေခွက်ယူလာခဲ့ပါဟဲကျော်ကစားထီခွဒီတစ်ခုတော့စိုးတော့ပေါ့နော်စိုးတော့စွမ်းတော့စိုးတော့ကိုကရေလိုခေါ်မယ်ဆိုပေါ်တမှု
ပေါ်တမှုဆိုတော့တင်တဲ့ချိန်မှာလည်းပေါ်တမှုပဲခေါ်ရနော်ဆိုတော့ကိုပေါ်တမှုကျွန်တော်အဖွားဆိုတော့ကနေတယ်ကျွန်တော်အဖွားဆိုတော့ကနေကိစ္စလို့ပြောခေါ်မှာနော်ယမွန်တို့ပေါ်တမှုလောနေလေဆိုလောဘောနော်နေတဲ့လောအဲ့လိုပေါ့ယမွန်တို့ပေါ်တမှုလောဆိုတော့ကဆိုတာပေါ်တာပေါ့နော်တမှုပေါ်တမှုဆိုတော့ကလည်းလို့ပေါ့နော်ယမွန်တို့ပေါ်တမှုလောကျွန်တော်အဖွားဆိုတော့ကနေတယ်ယမွန်တို့ပေါ်တမှုလောကျွန်တော်အဖွားကြတော့ယမွန်တို့အဖွားဆိုတော့မွန်တို့လို့ပေါ့နော်ဒီစစ်ပတိကိုကြတော့ဖက်ကမောလို့ခေါ်တာပေါ့နော်ကျွန်တော်တို့ကြေလို့ပတိကိုဖက်ကမောလို့ခေါ်ပါတယ်အဲ့ဖက်ကမောနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကကြေလို့စကားပြောတစ်ခုဒီမှာစေနေတဲ့ပတိမမစစ်ပါနေတဲ့ပတိမမစစ်ပါကြေလို့ဘယ်လိုခေါ်မလဲဆိုကမောဖက်ကမောမမကောနေတဲ့ကမောဖက်ကမောမမကောနေတဲ့ဒီမှာမမတော့မမပေါ့နော်ကောနေတဲ့ဆိုတာကတော့နေတဲ့ကိုကြေလို့ကောနေတဲ့ဖက်ကမောကြပတိစိတ်တာကြတော့ကမောနေတဲ့ပတိမမစိတ်ပါဆိုရင်ကြေလို့ကမောဖက်ကမောမမကောနေတဲ့ဒီခေါ်ကြတော့ကြီးစီကိုကြေလို့ခေါ်မှဆိုရင်ပေကလေးအဲ့မှာဒီမှာရေးပေးထားတာဒါကလေးပေါ့နော်ဒါမှရောဖလိုက်ရတယ်ပေကလေးကြီးစီကိုကြေလို့ဆိုရင်ပေကလေးဥပမာအနေနဲ့ဖျားရှိခိုးပြီးကြီးစီတီးပါဖျားရှိခိုးပြီးကြီးစီတီးပါကြေလို့ခေါ်မှဆိုရင်ဘာတာမေဝီဒိုပေကလေးနော်ဘာတာမေဝီဒိုပေကလေးနော်ဖျားရှိခိုးပြီးကြီးစီတီးပါဘာတာမေဝီဒိုပေကလေးနော်ဖျားရှိခိုးစာပေါ့နော်ဖျားစာအုပ်ပေါ့ဖျားရှိခိုးစာအုပ်ကိုကြေလို့မယ်ခေါ်မယ်ဆိုရင်တာပဒလီဥတာပဒလီဥဖျားရှိခိုးစာကိုတာပဒလီဥစကားပြောအနေနဲ့မင်းမဖျားရှိခိုးစာအုပ်စီလားနတပဒလီဥအိုဖိုလာစီလာကိုအိုဖိုလာနတပဒလီဥအိုဖိုလာမင်းမဖျားရှိခိုးစာအုပ်စီလားနတပဒလီဥအိုဖိုလာပါပေါ့နော်ပါကဖောလို့ခေါ်ပါတယ်လွယ်ပါတယ်ဒါကြတော့သိထားပြီးကြမှာပေါ့ဆိုလူကတော့ပါကိုဖောလို့ခေါ်ပါတယ်ခင်ဗျာစကားပြောအနေနဲ့ကတော့မနေ့ကဖယားပါလဲမာလားခဲကောလက်ဖောလို့တမှုလောဖလားခဲကောလက်ဖောလို့တမှုလောဖလားတမှုလောဆိုတာဖယားစိတ်ပေါ့နော်မနေ့ဖြာဆိုတာကတော့ခဲကောမနေ့ဖြာဆိုရင်ခဲကောလက်ဖောလို့တမှုလောဖလားမနေ့ဖြာဖယားပါလဲမာလားဟုတ်ကဲ့ဒီလောက်ပဲပေါ့နော်ဒီအခါဖွဲ့စည်းဖို့ကြေလို့ခေါ်ချေအပန်းသုံးကတော့ဒီလောက်ပါပဲဖယားခါနဲ့ပတ်သက်ပြီးတော့ဒီလောက်ပါပဲပြနော်တပုတ်ကြတော့နော်အခါပြည့်အဲ့ထပ်ပစ္စည်းတွေကိုကျွန်တော်ကြေလို့ခေါ်ချေကိုပြောပြပေးသွားမှာပေါ့နော်အပယ်လေးနဲ့အနေနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်တပ်ပြီးကောင်းတယ်အစီအစဉ်မဲ့ဆိုရင် like share လေးတွေလုပ်ပေးသွားကြပါဦးအားလုံးကိုတတ